လုံးပိတ်မိကလာပါခင်ဗျာကျွန်တော်ဒီနေ့မှဆိုလို့ရှိရင်တော့ block fruit တွေကCOLS ပြောရတဲ့ဒီ death fruit ကိုကျွန်တော်စားရပြီးပေါ့နော်သူ့ရဲ့ combo ကိုကျွန်တော်စမ်းပြမှာပဲဖြစ်ပါတယ်ခင်ဗျာဒီ combo စမ်းပြမှာပဲဖြစ်ပါတယ်ခင်ဗျာ combo ကတော့အရင်ဆုံး death fruit မှာပါလာတော့ကျွန်တော် point ပြမယ်ပေါ့နော်ဒီကျွန်တော်ပြပါမယ်သူ့ skill 1ဒီလိုမျိုးပေါ့နော်အဲ့လိုတက်ထည့်လိုက်တာယူပါ point skill 2ကတော့ကျွန်တော်ပြပါမယ်ပေါ့နော်ခဏစောက်ပါပြန်ရပါမယ်ဒီမှာ just skill 2ကိုပွင့်သွားပြီ skill 2ကဘယ်လိုမျိုးလဲဆိုတော့ဒီကောင်ကျွန်တော်စမ်းပြအောင်မယ်ဒီမှာတော့ skill 1ပါနောက် skill 2ပေါ့ copy ပြောက်အဲ့လိုလိုရပါနောက်ပေါ်လို့ရှိရင်တော့ဒီမှာကျွန်တော်ဒီကောင်စမ်းပြပါမယ်ဒီမှာ the rock ဘာရင်ဒီကောင်ပေါ်ပြန်ထွက်လိုက်ဘာဥရောဖွင့်လာမယ်ဥရောဖွင့်ပြီးတော့ရင်မတီးဘူးဒါဒီမှာ the fruit တကယ်တော့ကျွန်တော်ကြိုက်ပါမယ်ခီစုနေတော့ဘာလို့ဒီမှာမပါတဲ့ຢာတွေဒီ fruit မှာပါတယ်ဒီကောင် spring fruit စားရလားမသိဘူးဒီမှာနော်လို့ဆိုဒီမှာတော့လေးဖို့ကျွန်တော်တက်ကြည့်ထားလိုက်ပါပြီဟိုမှာ bye bye ဆိုပြီးသူပို့ပြီးလိုက်ပါနတ်ဒီပို့ပြီးလိုက်ပါနတ်ပြန်ဟောပါဒီကောင်နတ်ဒီမှာပို့ခဲ့ဒီမှာကြောက်တုံးနေနဲ့နေခင်းနဲ့အကောင်အောင်ဘာနတ်ဒီကိုနောက်ကပြန်ပို့နတ်ပြန်ကြလိုက်မှပြန်ကျုံးပါပြန်ကျုံးပေါ်နဲ့ကျွန်တော်ပြန်ထူပါဒီမှာဘောနော်ကျွန်တော်ဘာလို့လဲမသိဘူးမသိဘူးတဲ့ဘာဖြစ်လို့လဲမသိဘူးကျိုးရဲ့အုတ်တုပ်ကပဲအဆုံးပြရတာမသိဘူးဘောနော်ဒီအောင်နေတိုင်တော့ရပါတယ်ခိုင်ဘောနော်ကျွန်တော်အိုက်တယ်နဲ့ဘာလဲတော့မသိဘူးရဖူးစားမဘောနော်ကျွန်တော်ဘာရမလဲဆိုတော့မသိပါဘူးကျွန်တော်ဖယ်နုံကတော့ရောလာမယ်လို့ပြောရတယ်ကျွန်တော်စတဲ့ block fruit တလောက်တင်တာဆိုတော့ရလာပါတယ်ဘောနော်ကျွန်တော်ဘာတော့ပြန်စင်းရပြီအုံတင်စမ်းမသိပါဘူးခင်ဗျာဒီကျုံဘောလို့ရှိဒီမှာနဲ့တီဖို့ဝိုင်းနဲ့တရားလာရှင်အုံနေနေကျုံထဲမင်းဘီဝိုင်းနဲ့တီပြန်ဖို့ဝိုင်းဒါနဲ့ပြန်ထုတ်ရအဲ့ဆိုရင် brother တို့ကြိုက်တယ်ဒီမှာဒီကောင်ကျွန်တော်တို့အေးဆေးလေးအနာယူလို့ရပါပါပြီအိုးလက်တီကနေကြောက်တုံးကြီးပြစ်ထားလေးလုပ်လို့ရပါတယ်နောက်ကောင်စက်တိုက်ကျွန်တော်ကီးပြပါမယ်ဒီဆုံးတော့ဒီအုံလီကနဲ့ပြန်ရိုက်ပေးလိုက်ပါမယ်ဘာနဲ့တီပြန်ပို့လိုက်ပါမယ်နဲ့ပြန်ရင်အနောက်ကနေပြန်ရောက်လာဒီမှာပြန်ရင်မရှောင်ပါဘူးတွေးလည်းမရောတဲ့အတွက်ဒီမှာအုံလို့ဆိုရင်ဒီမှာပို့ပေးလိုက်ပါပြီနဲ့တီတိုးရတယ်လောက်ပဲရှိတာတော့မသိဘူးလား80ပြလို့ရှင်တော့ကျဘရာတော့နောက်ကတင်ပြပါမယ်နော်ကျွန်တော်နတ်ဒီပို့နေပါပြီနတ်ဒီမှာပါတဲ့ fruit တလောက်ကြမ်းပါခင်ဗျာ6 7ဒီပါတွေ့အောင်ပါခင်ဗျာဒီမှာပေါ့နော်လုံးဝမထိပါဘူးဒီကောင်မထိကျွန်တော် net ကြီးပို့ပြီးချင်အနီးကတဲ့ fruit အနီးကချင်မထိဘူးတဲ့
အဝေးပဲတော့ death fruit ကို human race နဲ့ဆိုပို့ပြီးတော့တာတယ်လွယ်မယ်လို့ထင်ပါတယ်မဆို death fruit မှာနောက်ပိုင်းရောလာလို့ရှိရင်အမွဲပါမယ်လို့ထင်တာပဲကောင်လုံးဝမထီဘူးတဲ့အားကြောင့်တနက်နဲ့ပြန်ပြပါတနည်းအောင်ကိုဟူးမင်းနဲ့ပဲထိုးလိုက်တော့နောက်ဆုံးမှာကျွန်တော်နန်တီပို့လိုက်ပြီဆော့ဘချတ်တရားလေးပါမယ် level 3D အော်ကျွန်တော် black hole ရောက်ပြီ black hole ရဲ့ spell ကိုတော့ V4 awaken လုပ်လိုက်တယ်လို့ပါပဲကျွန်မလုပ်ခင် human race သွားယူလိုက်ပါဦးမယ် class ဆော့ပါအခုဘယ်သူပြရမလဲကျွန်တော် human race ကိုတောင်းလိုက်ပါပြီကျွန်တော်ဒီမှာနော် human race V2 ဒီတင်သွားဖို့လို့ရှိပါတယ်ဟုတ်နော် human race ပါဘာသာတို့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ကြာလို့ရှိရင်တော့ဒီချက်ကောင်းတဲ့ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ် bye bye